Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့အားလုံးအထူးများသားတဲ့စင်ကာပူ 4D အကြောင်းလေးကိုပြောပြပေးမှာဖြစ်ပါတယ်စင်ကာပူ 4D ကစင်ကာပူနိုင်ငံရဲ့တရားဝင်ချီမျိုးအစားဖြစ်ပါတယ်တစ်ပတ်ကို3ရက်ထွက်ပါတယ်အဲ့ဒီတွေကတော့ Hotel 4ရဲ့စနေရဲ့တနင်္ဂနွေရဲ့3ရက်ပါစင်ကာပူဒေါ်လာ$အနည်းဆုံးထိုးလို့ရပါတယ်။အဲဒီစင်ကာပူဒေါ်လာ$ကိုမြန်မာငွေ9000ကျပ်ဒါမှမဟုတ် Thai baht 40ဘတ်နဲ့ရောင်းပေးနေပါတယ်။ 4D စုကြီးတွေကတော့အဲ့မှာ2မျိုးရှိရဲ့ iBank နဲ့ ordinary ဆိုပြီးတော့ပေါ့နော်။ ordinary ကကြတော့ခဏန်းလေးလုံးထိုးရတဲ့နေရာမှာခဏန်းလေးလုံးလုံးတူမှပေါက်တာပေါ့နော်။ iBank ကကြတော့ခဏန်းလေးလုံးကိုလေးလုံးနံပါတ်တူရင်ရပြီနေရာတူစရာမလိုဘူးနံပါတ်တူရင်ရပြီအဲ့ဒါကို iBank လို့ခေါ်တယ် ordinary ကကြတော့3လုံးထိုးသလိုပဲနေရာလဲတူပါမယ်နံပါတ်လဲတူပါမယ်အဲ့ဒါမှပေါက်မှာပေါ့နော်သူ့ရဲ့စုကြီးတွေကကြတော့ iBank ဆိုလို့ရှိရင်ဆိုပါတော့တစ်နှစ်3လေးဆိုရင်သူက24ခွက်ရှိရဲဆိုရင်24ခွက်လုံးပေါက်တာဖြစ်တယ်ပထမစုက$83ဒုတိယစုက$41တတိယစုက$20 starter က$10နဲ့ consolation က$3ဖြစ်တယ်အဲ့လိုမဟုတ်ဘဲနဲ့သူကကနန်းလေးလုံးဆိုတော့အကွက်တွေကတစ်နှစ်3လေးဆိုတစ်လုံးမှမတူဘူးပါအဲ့ဆိုရင်သူက24ခွက်ထွက်တယ်24ခွက်လုံးပေါက်တယ်တကယ်လို့အဲ့လိုမဟုတ်ဘူးနှစ်3လေးဆိုရင်ရှေ့ကနှလုံးကနှစ်ကတူနေတော့သူက12ကွက်ပဲထွက်တယ်အဲ့လိုမျိုးဆိုရင်တော့ပထမစုက$166ဒုတိယစုက$83တတိယစုက$40 starter က$20နဲ့ consolation က$6ဆိုပြီးတော့ရတယ်အဲ့လိုမဟုတ်ဘူးကနန်းကရှေ့နှလုံးနောက်နှလုံးတူမယ်ဥပမာ233လိုမျိုးအဲ့လိုဆိုရင်သူကပတ်လေက6ကွက်ပဲရှိမယ်အဲ့လို6ကွက်ထွက်တဲ့အခါမှာဆိုရင်တော့ပထမစုက$335ဒုတိယစုက$168တတိယစုက$85starter က$41နဲ့consolation က$10ဆိုပြီးတော့ရမယ်အဲ့လိုမဟုတ်ဘဲနဲ့ခဏန်း3လုံးတူတာ2223เนาะ223ဆိုရင်ပတ်လေက4ကွက်ပဲရှိမယ်အဲ့လိုဆိုရင်တော့ပထမစုက$900ဒုတိယစုက$250တတိယစုက$129starter က$62နဲ့ consolation က$15ဆိုပြီးတော့အသီးသီးရမှာဖြစ်တယ်အဲ့လိုမျိုးပတ်လေကွက်နဲလေးလေးသူကစုကြီးများလေးလေးဖြစ်တယ်အဲ့လိုပတ်လေကွက်ဒီကြတော့သူကပောက်ဖို့အတွက် possibility ပိုများတဲ့အတွက်ထိုးတဲ့သူတွေပိုထိုးချတယ်ပေါ့နော်နောက်ထပ်တစ်ခုကတော့ ordinary ပေါ့ ordinary ကတော့ခုနကပြောသလိုပဲနေရာအတိအကျနဲ့ခဏန်းအတိအကျတူမှာပဲပေါက်တယ်အဲ့လိုမျိုးကွက်တိတူမှရတာဖြစ်တဲ့အတွက်သူကစုကြီးများတယ်ပထမစုက$2000ဒုတိယစုက$1000တတိယစုက$490starter က$250နဲ့ consolation က$60ရတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုး$1000အောက်ပေါက်တယ်ဆိုလို့ရှိရင်တော့စင်ကာပူဒေါ်လာ$ကိုမြန်မာငွေ3000ကျပ်နှုန်းနဲ့ရှော့ပေးနေရပေါ့နော်တကယ်လို့စင်ကာပူဒေါ်လာ1000နဲ့အထက်ပေါက်တယ်ဆိုရင်တော့အဲ့ဒီနေ့မှာရှိတဲ့စင်ကာပူဒေါ်လာပေါက်စီအတိုင်းရှော့ပေးပြီးတော့စုချင်းငွေထုတ်ခါ10%ယူပါတယ်ဆိုတော့ဒီလောက်လာတာဆိုရင်တော်တော်လေးလာကြာလာပြီပေါ့နော်အခုဆိုလို့ရှိရင်3-5 လလောက်ကြောက်လာပြီဆိုတော့ဒီအနေအထားကိုလည်းနည်းနည်းလေးပို့ပြီးတော့အရင်ကထက်ဆိုင်တိလာပြီပြီးတော့ထိုးပြီးတော့မထိုးလိုက်မှာတို့ပေါ့နော်ဒါမှမဟုတ်ရင်အလွဲသုံးစားလုပ်မှာတို့ထိပေါက်ရင်မလျှော်မှာတို့အဲ့ဒါကြီးကိုစိုးစရာနေထိုးလို့ရှိရင်ဘာမှစိတ်ပူစရာမလိုဘူးတကယ်လို့ပေါက်တယ်ဆိုလို့ရှိရင်ဒီ group ထဲမှာဒီကိုထိုးထားတဲ့ဒီထိုးတဲ့အောက်ချာစာရွက်ကိုလည်းတင်ပေးတယ်ပြီးတော့ထိပေါက်စင်ကိုလည်းတင်ပေးတယ်ပေါက်လို့ရှိရင်လည်း group ထဲမှာတစ်ခါတည်းပြောပေးတယ်ဘယ်နံပါတ်ကတော့ဘယ်လောက်ဒေါ်လာပေါက်ပါတယ်ဆိုပြီးတော့အဲ့လိုမျိုးပဲပေါက်တဲ့သူတွေကိုကိုယ်တိုင်ကိုယ်ကြား6ပေါက်ကနေတွားပြီးတော့လည်းအကိုကြီးဘယ်နှဒေါ်လာလေးပေါက်တယ်အဲ့လိုမျိုးလေးလည်းတွားပြောပေးတယ်ဆိုတော့ထိုးပြီးတော့ပေါက်လားမပေါက်လားမသိမှာပေါ့နော်အဲ့လိုမျိုးပေါက်ပြီးရတာနဲ့ဟိုကိုကပေါက်မှန်းမသိလို့ချော်ကြည့်မရပါတွေကပူစရာမလိုဘူးနောက်တစ်ခုကကြတော့တချို့တွေဆိုလို့ရှိရင်အခုဆိုရင်ဥပမာဆိုပါတော့ဒီနေ့$10ပေါက်တယ်ဆိုအမမရှူသေးဘူးအမတင်ထားပြီးနောက်ခါကြီးကြတော့မှဆက်ထိုးမယ်ဆိုရင်လည်းစရင်းလေးတစ်ခုမှတ်ပြီးတော့နောက်နေ့ထိုးတဲ့ဟာကိုစရင်းလေးပြန်ရှင်းပေးရပေါ့နော်အဲ့လိုမျိုးပုံမှန်ထိုးနေကြသူတွေလည်းအများကြီးပဲရှိလာပြီမို့လို့ကြုံစီစိတ်ချသွားနဲ့ 4G ကိုချိုးလို့ရပါတယ်ရှင် Bye bye see you နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်